တကယ်ချင်းမိတ်ဆွေအများကြီးရှိတာဒီကောင်းပါတယ်ဒါပေမဲ့ဘသူကဘာလဲဆိုတာကိုသိစေစမ်းကိုလဲကြတဲ့ခါကြလို့ရှိရင်ကိုအနားလေးမှာဘသူတွေရှိတယ်လေဘသူတွေကစွန့်ခွာသွားမှာလေကျွန်တော်ဒီအကြောင်းကိုပြောပြနေတာဒီလူတွေအချင်းချင်းကိုကျွန်တော်နားလည်မှုတွေလွဲစေခြင်းလို့ပြောနေတာမဟုတ်ပါဘူးရှိနေပြီးသားအမှန်တရားတစ်ခုကိုလက်ခံစေချင်တာကိုဖြစ်ရှင်တဲ့နေရာတစ်ခုသွားနေတဲ့လူတိုင်းအတွက်ကျွန်တော်တို့ရင်ဆိုင်ရမှာရဲရဲလမ်းနေပြုတ်နေမှာဟုတ်ပါဘူးဘေးရာမှုတွေမတိကျမှုတွေလမ်းမှာပြည့်ပါပဲအဲ့တော့ကျွန်တော်တို့လူစဉ်းစားကြည့်ရအဲ့လိုခီးလန်းကြီးကိုကျွန်တော်ရှောက်နေတဲ့အချိန်မှာကိုယ့်ရဲ့ဘေးမှာယုံကြည်ရတဲ့လူတစ်ယောက်ရှိနေတယ်ဆိုတဲ့ခံစားချက်ကြီးကိုအတူတူခံစားကြည့်အောင်အဲ့ခံစားချက်ကြီးဘာနဲ့မှလဲလို့မရပါဘူးဒါကြောင့်ကျွန်တော်တို့အတွက်မိတ်ဆွေစစ်မိတ်ဆွေမှန်ဆိုတာဒီအရန်ကိုအရေးကြီးပါတယ်ဒီမှာအဲ့လိုမျိုးမိတ်ဆွေစစ်မိတ်ဆွေမှန်တငယ်ချင်းကောင်းတစ်ယောက်ရှိရဆိုရင်သူတန်ဖိုးထားပါအချိန်လုံးမနောင်တမရစေချင်ဒါကြောင့်မိတ်ဆွေနေနဲ့လူတွေအများကြီးနဲ့တိတာဒီကောင်းပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘေးနားမှာဘယ်သူ့ကိုထားမလဲဆိုတာတော့တေချာဆုံးဖြတ်ပါ